ရဲ့အနေငယ်လိုကကလေးငယ်တူရဲ့အတက်ကိုသူ့ရဲ့ DNA တွေကအမားလေးတစ်ခုကိုပြင်ဆင်ပြီးကဲတင်နိုင်ခဲ့ပါတယ်။ဝေါဒါကစိုင်းပဲဇလန်းမဟုတ်ပါဘူး။အခုလက်ရှိဖြစ်နေတဲ့အမှန်တရားပါ။ဒီနည်းပညာကို CRISPR လို့ခေါ်ပြီးဒါကိုရှာဖွေတွေ့ရှိခဲ့သူဒေါက်တာဂျင်နီဖာဒေါနာက Nobel Prize ရရှိခဲ့ပါတယ်။ CRISPR ဆိုတာအတိအကျပါလေ။ဘလို့အလုပ်လုပ်တာလဲ။ယောဂတွေကိုဘလို့ကုသနေပြီလဲ။ပြီးတော့တင့်ကလေးကိုပိုကောင်းအောင်ပြင်လို့ရပြီလားဆိုတဲ့အန်တီရရှိတဲ့မိဘအထိပါအကုန်ရှင်းပြပေးတော့မှာပါ။ CRISPR ရဲ့ဇလန်းကဘက်တီးရီးယားနေစပါတယ်။ဘက်တီးရီးယားတွေက virus တွေရဲ့တိုက်ခိုက်မှုအမြဲရင်ဆိုင်နေရပါတယ်။အဲဒါကြောင့်သူတို့မှာကာကွယ်ရေးစနစ်တစ်ခုရှိတယ်။ virus ရဲ့ DNA အပိုင်းအစလေးတွေကိုမှတ်တမ်းအနေနဲ့တင်ထားပြီးနောက်တစ်ချိန်တိုက်ခိုက်ခံရရင်အမြဲဆုံးဖျက်ဆီးနိုင်အောင်ပြင်ဆင်ထားတာပါ။ဒေါက်တာဒေါနာနဲ့သူ့ရဲ့အဖွဲ့ကဒီစနစ်ကိုလေ့လာခဲ့ပြီးဒါကိုဘက်တီးရီးယားထဲကနေထုတ်ယူပြီးဘယ် DNA sequence ကိုမဆိုရှာဖွေဖြတ်တောက်နိုင်ဖို့ပြင်ဆင်လို့ရတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။အဲဒါကြောင့် CRISPR ဟာလူသားတိရစ္ဆာန်ပြုပင်ဘယ်သက်ရှိရဲ့ DNA ကိုမဆိုပြင်ဆင်နိုင်တဲ့တကူကြီးနည်းပညာဖြစ်လာတာပါ။ပြန်စဉ်းစားကြည့်ပါ။ DNA ကိုပြင်ဆင်လို့ရတယ်ဆိုတဲ့ CRISPR နည်းပညာနော်။လွယ်လွယ်နဲ့ရှင်းပြရရင် CRISPR မှာအစိတ်အပိုင်းနှစ်ခုပါပါတယ်။ပထမတစ်ခုကလမ်းညွန် RNA ဒါက GPS လိုမျိုးပါ။ DNA ဘီလီယံနဲ့ချီရှိတဲ့ letter တွေစဲကပြင်ချင်တဲ့နေရာအတိအကျကိုလိုက်ရှာပြရပါဒုတိယအပိုင်းက Cas9 protein ဒါက molecule ကကြီးပါ GPS ညွှန်ပြတဲ့နေရာကိုရောက်တာနဲ့ DNA ကိုတိတိကျကျဖြတ်တောက်ပေးတယ် DNA ကိုဖြတ်လိုက်တာနဲ့ glands ရဲ့ကိုယ်ပိုင်ပြင်ဆင်ရေးစနစ်ကအလုပ်ဆက်လုပ်ပါတယ်အဲ့ဒီအချိန်မှာသိပ္ပံပညာရှင်တွေကပြင်ချင်တဲ့ဗီဇအသစ်ကိုချိန်ပေးနိုင်တယ်ဒါကချို့ရင်းနေတဲ့ဗီဇကိုပြင်ဆင်ခြင်းဒါမှမဟုတ်ဗီဇကိုသိပ်ဖြစ်ခြင်းဖြစ်သွားနိုင်ပါတယ်။ဒါက theory မဟုတ်တော့ပါဘူး။အခုလက်ရှိလက်တွေ့ဆေးကုသမှုတွေလည်းဖြစ်ပေါ်နေပါပြီ။ sickle cell ရောဂါဆိုတဲ့သွေးရောဂါအတွက် CRISPR based ကုသမှုကို FDA က approve လုပ်ပြီးသားပါ။ရောဂါတွေရဲ့သွေး cell တွေကဗီဇကိုပြင်ဆင်ပေးလိုက်တာနဲ့နှစ်ပေါင်းများစွာခံစားနေရတဲ့နာကျင်မှုတွေကပျောက်ကွယ်သွားနိုင်ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကမကြာသေးခင်ကကလေးငယ်တဦးအတွက်တီးတဲ့ CRISPR ကုသမှုတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။သူ့ရဲ့ DNA တွေကရှားပါတဲ့အမားတစ်ခုတည်းကိုပဲပြစ်မှတ်ထားပြီးပြင်ဆင်ပေးလိုက်တာပါ။အဲ့ဒါက personalized medicine kit ကိုစတင်စေတဲ့လက္ခဏာတစ်ခုပါ။ဒါပေမဲ့ CRISPR နဲ့ကလေးတွေရဲ့ DNA ကိုပြင်ရင်ဘာဖြစ်လာနိုင်လဲ။အန်ဒီရရှိတဲ့ဘက်ကိုဆက်ကြည့်ရအောင်။ဒီနေရာမှာကျင့်ဝတ်ဆိုင်ရာအကြီးမားဆုံးမေးခွန်းကပေါ်လာပါတယ်။ CRISPR ကိုတင့်ကိုယ်ပိုင်ခန္ဓာကိုယ်တွေက cell တွေမှာပြင်ရင်ဒါကတင့်တူးထဲမှာပဲရပ်တန့်ပါတယ်။ဒါပေမဲ့ကလေးမမွေးဖွားမီ embryo DNA ကိုပြင်ရင်ရောအဲ့ဒီအပြောင်းလဲကမျိုးဆက်တစ်ခုကနေတစ်ခုကူးပြောင်းသွားနိုင်ပါတယ်။အဲ့ဒါကြောင့်ဒေါက်တာဒေါနာကိုယ်တိုင်က2015ခုနှစ်မှာဒီလို edit တွေကိုခဏရပ်ဆိုင်းဖို့တောင်းဆိုခဲ့ပူပါတယ်။အကြောင်းရင်းကတော့ကလေးတွေအနေနဲ့ဒီအပြောင်းလဲကိုသဘောတူတယ်လို့ကိုယ်တိုင်ပြောဖို့မရနိုင်သေးလို့ပါ။နောက်တစ်ခုက2018ခုနှစ်မှာတရုတ်သိပ္ပံပညာရှင်တူက CRISPR edit ကလေးအမွှာတွေကိုကမ္ဘာမှာပထမဆုံးဖန်တီးခဲ့ပြီးတော့ဒါကသိပ္ပံလောကတစ်ခုလုံးကိုလှုပ်ခတ်စေခဲ့ပါတယ်။ CRISPR ရဲ့အသုံးဝင်မှုကဆေးကုသမှုမှာလည်းမဟုတ်ပါဘူး။လေယာစိုက်ပျိုးရေးမှာယောဂခံနိုင်ရရှိတဲ့ကောက်ပဲသီးနှံအသစ်တွေကိုဖန်တီးနေပါပြီ။ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အစားအစာရှားပါမှုတွေကိုဒီလီးလဲနဲ့ကာကွယ်နိုင်တယ်လို့မျှော်လင့်ကြပါတယ်။သရိษံလောကမှာလည်းယောဂပိုးမပါဘဲရှင်သန်နိုင်တဲ့ဝက်ပိုပြီးထိရောက်တဲ့ကုသစမ်းသပ်မှုတွေကိုပြုလုပ်ဖို့သိပ္ပံမော်ဒယ်တွေကိုဖန်တီးနေကြပါတယ်။ပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေက microbiomes bacteria အစုအဝေးကိုတော့ပြင်ဆင်နိုင်တဲ့သုတေသနတွေပြုလုပ်နေကြပါပြီ။ဒါကအနာဂတ်မှာကျန်းမာရေးကိုလုံးဝအသစ်တစ်ဖန်ပုံဖော်နိုင်ပါတယ်။ဒေါက်တာဒေါနတ်ကတော့ CRISPR ကိုဗီဇကာကွယ်ဆေးအနေနဲ့အသုံးပြုနိုင်တဲ့အနာဂတ်ကိုမျှော်လင့်ထားပါတယ်။ဆိုလိုတာကမင်းရဲ့ DNA sequence ကိုသိထားပြီးတော့အန်ဇိုင်းမယောဂဒါမှမဟုတ်နှလုံးယောဂလိုခံစားရနိုင်ခြေရှိတဲ့ဗီဇတွေကိုအသက်ငယ်စဉ်ကတည်းကကြိုတင်ပြင်ဆင်ထားနိုင်တဲ့ခေတ်ပါ။ဒါပေမဲ့သူကိုယ်တိုင်အလေးနဲ့ထားပြောတာကတော့နည်းပညာကအားကောင်းလေလေကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှုတွေကပိုပြီးလိုအပ်လေလေပါပဲ။
ဘယ်အရာကိုပြင်သင့်တယ်လဲဘယ်အရာမပြင်သင့်ဘူးလဲဆိုတဲ့ဆုံးဖြတ်ချက်တွေကသိပ္ပံပညာရှင်တွေရဲ့တာဝန်တစ်ခုတည်းမဟုတ်ပါဘူးကျွန်တော်တို့လူအဖွဲ့အစည်းတစ်ခုလုံးရဲ့ဆွေးနွေးမှုကလည်းလိုအပ်ပါတယ်အဲ့တော့ CRISPR ဆိုတာဆေးကူးတောင်းမှုတတ်တတ်မဟုတ်ပဲကျွန်တော်တို့ရဲ့ evolution ကိုတော့ကင်တွယ်လို့ရနိုင်တဲ့နည်းပညာဖြစ်ကြောင်းသက်သေပြလိုက်ပါပြီအဲ့တော့ကျွန်တော်အနေနဲ့ဒီနည်းပညာကိုဘယ်လိုအထိသုံးသင့်တယ်လို့ထင်လဲ comment မှာကုသဖို့ပဲဒါမှမဟုတ်မြင့်တင်ဖို့လည်းသုံးသင့်တယ်ဆိုတာကိုရေးပြီးပြောပြပေးသွားပါအောင်နောက်ထပ်ဒီလိုသိပ္ပံနည်းပညာအကြောင်းတွေကိုဆက်ပြီးတော့နားထောင်ချင်တယ်ဆိုရင်တော့ဒီ YouTube channel ကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အားလုံးနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်